မင်္ဂလာပါကျမဒီနေ့စပင်အတွက်ပြောပေးချင်လို့ကျမတို့စပင်တွေလေကြွကြတယ်နောက်စပင်တွေဖြူတယ်ပေါက်ထတယ်ပေါ့ပြောရရင်စပင်မကောင်းဘူးပေါ့အဲ့ဒါမျိုးဆိုရင်ပြုလို့ရမယ့်မူဒရာလက်အနေအထားလေးပေါ့နော်အဲ့ဒါလေးကိုပြောပြပေးပါမယ်ကျမတို့တယောက်ကမေးတယ်ကျမတို့စပင်မဖြူဘူးလားတဲ့ကျမတို့ဒီအသက်အရွယ်တွေကဖြူတော့ဖြူတယ်လေကျမတို့45ကျမဆို45ရောက်နေတော့ဖြူတဲ့ထိတ်မှာထွက်လာတယ်အဲ့ဒီစပင်မှာလေတရက်ကကျမခေါင်းပြီးနေပေါ်စပင်ကျွတ်တာလေးကိုကြီးလိုက်တော့ဘလို့ဖြစ်လဲဥမာဒီစပင်တစ်ခုဆိုတာဆိုကျမတို့စပင်ရဲ့အဖျားပိုင်းကမဲတယ်မဲပြီးအလဲလောက်ကြတော့ဖြူတယ်ဖြူပြီးတော့အဲ့ဒီနောက်ပိုင်းကျပြန်မဲနေအဲ့ဒါလေးကတော့သဘောကျသွားတာဝဲတော်သေးရဘတကောင်လုံးကြီးဖြူမှနဲ့ဆိုင်ရင်တော့တောက်လျှောက်ကြီးဖြူမှနဲ့ဆိုင်ရင်ဖြူတော့ဖြူတယ်ဖြူပြီးမှပြန်မဲတယ်ဆိုတော့မဆိုသေးဘူးပေါ့အဲ့လိုမျိုးပေါ့နော်စပင်အတွက်ကျွန်မဘာလုပ်လဲတဲ့ကျွန်တော်ဒီနေ့တော့လက်လေးပဲပြောမယ်နော်ကျန်တဲ့အဆန်းနေပါလေကျွန်တော်ထောင်းနာတွေလေထောင်းနာရလဲအဲ့ဒီစပင်ကိုပြန်မဲစေတယ်ဒီနေ့လက်ကိုပဲပြောမယ်လက်လေးမှာကျွန်တော် pretty mudra ကိုထားမယ်လက်မနဲ့လက်တကြွယ်ထိတ်လေးထိကြံလက်တောင်းချောင်းလေးတွေပူထားဆန့်ထားပြီဒီမူဒရာလေးပေါ့နော်ဒီမူဒရာလေးကဒါစပင်ကိုတန်ဆန်ကျမ်းမာစီတယ်ပေါ့နော်စပင်ဖြူတာစပင်ကျွတ်တာပေါက်ထတာတွေကိုတက်တာစီတယ်နောက်တစ်ခုကကျွန်တော်တို့လက်သေးလေးတွေပုတ်ပဲလက်သေးလေးတွေဒီလိုလေးပေါ့ဒါလေးကတော့လေကျွန်တော်တို့မပင်မပန်းလေးနဲ့တတိယတိုင်းသာလုပ်ပေးစကားပြောနေတဲ့အချိန်နဲ့ဖြစ်ပါလေဖြစ်လို့ရတယ်လူခဏတည်းလေးပုတ်ပြီးရက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ကွာပူလက်သေးလေးတွေပူလာတဲ့အထိအမြဲတမ်းပုတ်ပေးဒါလေးကလည်းကျွန်တော်တို့စပင်ကိုပြန်ပြီးတော့နတ်မောင်တန်ဆန်းစေတယ်ဒါလေးကိုကျွန်မလာပြီးတော့ဝေမျှပေးတာပါဒီမှာရှိတဲ့အဝေးရောက်တင်နန်းသူတွေရောတချို့ကရှိသေးတယ်သိလားကျွန်မတင်နန်းမှာပြောတယ်မမတ်မိကိုပြမိတယ်ဆိုကျွန်မတွတ်တော့မှတင်ထားတာလေးအဲ့ဒါလေးသူတို့အဲ့ဒီပေါ်မှာလာတင်လိုက်တယ်ဆိုရင်သူတို့မှတ်မိတယ်အဲ့ဒါကျွန်မဘာလုပ်ရလဲဆိုဒီပေါ်မှာတစ်ခေါက်လာပြန်တင်ပေးတာလားဟုတ်ပြီနော်အဲ့တော့ဒီနေ့လောက်တာလေးနှစ်ခုကသပင်ကိုတန်ဆွမ်းစေပါတယ်သပင်အတွက်အထူးအကျိုးပြုပါတယ်အားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေဇမဆွေယောဂပါ